အသက်40နှစ်ရှိပြီဖြစ်တဲ့ရိုနယ်ဒိုကိုအုပ်စုအဆင့်မှာမိနစ်300နီးပါးပွဲချိန်ပြည့်ကစားစေခဲ့လို့ဝေဖန်ခံရတဲ့နီးပြမာတီနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ပေါ်တူဂီအသင်းကကိုလံဘီယာနဲ့ဂိုးမရှိသေးကြခဲ့တဲ့ပွဲပြီးမှာဆွေးနွေးမှုအများဆုံးဖြစ်လာတာကတော့ခရစ္စတီယာနိုရိုနယ်ဒိုကိုဘာကြောင့်အနားမပေးခဲ့တာလဲဆိုတဲ့မေးခွန်းပါအဲ့ဒီပွဲကိုအမေရိကန်နိုင်ငံဖလော်ရီဒါမှာကစားခဲ့ပြီးအပူချိန်ကလည်းအယမ်းမြင့်မားနေခဲ့ပါတယ်ဒုတိယပိုင်းမှာရိုနယ်ဒိုရဲ့လှုပ်ရှားနိုင်စွမ်းကတိတိသားသားကျဆင်းလာပေမဲ့နီးပြမာတီနက်ကတော့လူစားမလဲခဲ့ပါဘူးဒီလိုနဲ့ရိုနယ်ဒိုကအုပ်စုအဆင့်3ပွဲစလုံးမိနစ်290အပြည့်ကစားခဲ့ပြီးနာကျင်အချိန်ပိုတွေပါထည့်တွက်လိုက်ရင်မိနစ်300နီးပါးကစားထားပြီးဖြစ်ပါတယ်စိတ်ဝင်စားစရာကတော့အုပ်စုဒုတိယပွဲစဉ်မှာဥဇဘက်ကစ္စတန်ကို9ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာရိုနယ်ဒိုက2ဂိုးသွင်းခဲ့ပေမဲ့ကိုလံဘီယာနဲ့ပွဲမှာတော့အခွင့်အရေးဖန်တီးနိုင်မှုနဲ့ဂိုးသွင်းနိုင်မဲ့အလားအလာ2ခုစလုံးအတော်လေးနည်းပါးခဲ့ပါတယ်ဒီအချိန်တွေကြောင့်ပရိသတ်တွေနဲ့ဘောလုံးသုံးသက်သူအများစုကအသက်25နှစ်ရှိပြီးလှုပ်ရှားမှုကောင်းမွန်တဲ့ကွန်ကာလိုရာမိုကိုလူစားလဲသင့်တယ်လို့ဝေဖန်နေကြပါတယ်ဒါပေမဲ့နီးပြရောဘတ်တိုမာတီနက်ကတော့သူ့ဆုံးဖြတ်ချက်ကိုကာကွယ်သွားခဲ့ပါတယ်မာတီနက်ကရိုနယ်ဒိုကစိတ်ပိုင်းရောရုပ်ပိုင်းရော2ခုစလုံးအရန်စည်းကမ်းရှိတဲ့ကစားသမားပါမိနစ်90အပြည့်ကစားနိုင်တာပြဿနာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်ဒါအပြင်မက်ဆီနဲ့ဟာလန်တို့လိုအနားပေးသင့်လားဆိုတဲ့မေးခွန်းကိုတော့တခြားသင်္ကကစားသမားတွေနဲ့နှိုင်းယှဉ်တာကလေးဆန်တဲ့အရာပါလို့မာတီနက်ကတုံ့ပြန်ဖြေကြားခဲ့ပါတယ်တကယ်တော့ဒီကမ္ဘာဖလားမှာလီယိုနယ်မက်ဆီကိုအာဂျင်တီးနားနီးပြကအုပ်စုနောက်ဆုံးပွဲစဉ်မှာအနားပေးခဲ့သလိုအာလင်ဟာလန်ကိုလည်းနော်ဝေးနီးပြကနောက်တစ်ဆင့်အတွက်ကြံ့ခိုင်မှုထိန်းသိမ်းဖို့အနားပေးခဲ့ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကတော့10မိနစ်မှမနားရသေးပါဘူးဒီတရေရလက်ကြောင့်ပေါ်တူဂီဟာအုပ်စုပထမမဖြစ်တော့ပဲဒုတိယနဲ့သာတက်ခဲ့ရပါတယ်အခုတော့ပေါ်တူဂီသွားရမယ့်လမ်းကြောင်းကပိုပြီးခက်ခဲစေခဲ့တယ်လို့ပြောရမှာပါပေါ်တူဂီအသင်းကချုံးထွက်32သင်းအဆင့်မှာခရိုအေးရှားနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအနိုင်ရခဲ့ရင်ချုံးထွက်16သင်းအဆင့်မှာစပိန်နဲ့တွေ့နိုင်တဲ့လမ်းကြောင်းပေါ်ရောက်သွားပါတယ်။ဒါကြောင့် ESPN ကတော့ရိုနယ်ဒိုရဲ့ပွဲကစားခြင်းကိုမထိန်းသိမ်းနိုင်ရင်ပေါ်တူဂီကနောက်အဆင့်တွေမှာအကြီးမားဆုံးတန်ဖိုးပေးရလိမ့်မယ်လို့သုံးသပ်ထားပါတယ်။ပရိသတ်တွေအနေနဲ့ရောနီးပြမာတီနက်ရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုမြင်လဲဗျ။ကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ။